ဟုတ်ကဲ့ဒီအကိုကြီးရဲ့အဆွေးတချင်းတစ်ပုတ်ဆိုထားတာကို reaction လုပ်ကြရအောင်နော်နားထောင်ကြည့်ကြရအောင် style နဲ့မိုက်တယ်ဟာ နောက်ဆုံးနှုတ်ဆက်စကားနင်ထားခဲ့တဲ့အလွမ်းချန်ခဲ့မှာတော့မေ့ပြလိုက်စမ်းငါတို့နှစ်ယောက်ရဲ့ချစ် ဘာစီလုံးမလည်းမပါဘူးဟာအော်နိုင်တယ်နော်မိုက်တယ်ဆက်လက်နားထောင်ကြရအောင် အိုးစိတ်ွယ်သွားခြင်းငါမသိလိုက်ခဲ့ဘူးမင်းရဲ့ချစ်ဆိုတဲ့ဒိတ်ပဲများလဲအိုးနောက်ဆုံးအဖြစ်မင်းရဲ့ပြုံးများစွာမြင်နေပါရစေခုဝေးခဲ့ကြပြီးတော့နောက်ထပ်တွေ့ရဖို့မြေရပြီမို့မစုံတော်လမ်းမင်းပဲရွေးချယ်သွားပြီးကြံနေသူကယူမီဟဲလက်ကြီးအောင်မစိုးခြင်းဘူးလွမ်းနေမင်းဘဝတွေ့ချမ်းခဲ့မစုံတော်လမ်းတို့ရွေးခဲ့တဲ့ချစ်ဒဏ်ရာရုပ်ကျွင်းနဲ့ရှင်ကိုလာရိုက်ခါပါတက်ကစီရမြဲချိုမြိန်တဲ့အနံတစ်ချိန်ကအိမ်မက်ဖြစ်ပြီးမင်းပေးခဲ့တဲ့ချစ်ကအင်းမြချင်းနောက်ကလွမ်းတင်တော်မီအိုးနောက်ဆုံးဖြစ်မင်းရဲ့ပြုံးများစွာမြင်နေပါရစေခုဝေးခဲ့ကြပြီးတော့နောက်ထပ်တွေ့ရဖို့မြေရပြီမို့မစုံတော်လမ်းမင်းပဲရွေးချယ်သွားပြီးကြံနေသူကယူမီဟဲလက်ကြီးအောင်မစုံခြင်းဘူးလွမ်းနေမင်းဘဝတွေ့ချမ်းခဲ့မစုံတော်လမ်းအိုးမစုံတော်လမ်းကဲသားလေးကျင်းပါညီကိုမောင်နှမများအားလုံးရှင်လန်းချမ်းမြေ့ကြပါစေဘဝမော်တွေပြပြောင်းနိုင်ကြပါစေဥစွာရေးဆုတောင်းပေးပါတယ် ဟုတ်ကဲ့အရန်ကောင်းပါတယ်ကျေးဇူးတင်ပါတယ်